အားလုံးပဲမင်္ဂလာပါ KM Football Tips ကကြိုဆိုပါရစေဒီနေ့ည E3 Serie A ရဲ့ပွဲဟိပွဲကောင်းဖြစ်ခဲ့ AC Milan နဲ့ Torino တို့ရဲ့ပွဲစဉ်ကိုအမြန်ဆုံးသုံးသပ်ပေးသွားပါမယ်မီလန်အတွက်အဆိုးဆုံးသတင်းကတော့အဓိကခြေတဲ့ပွင့်ရာဖဲလီယာကိုတရားချောက်လက်ချော်မှာပါဒါပေမဲ့တိုက်စစ်မှုစန်တီယာကိုဂျမနက်စ်ပြန်ပါလာတာကအားကိုးစရာဖြစ်တယ်လို့ဝါရစ်မိုဒရစ်ကလည်းကွင်းလေကိုထိန်းချောင်းသွားမှာပါတစ်ဖက်ကတိုရီနိုကတော့နောက်ဆုံး၃ပွဲမှာ9ဂိုးအထိတွင်ထားပြီးတိုက်စစ်ပိုင်းယုံကြည်မှုအမြင့်ဆုံးရောက်နေလို့မီလန်ခယ်စစ်တဲ့တကယ့်စမ်းသပ်မှုခက်လာမှာပါဒေတာတွေအရ3ဂိုးစုံမှနိုင်ဖို့95%ထိရှိနေလို့ဒီပွဲဟာအနည်းဆုံး3ဂိုးနဲ့အထက်ထပ်ပေါ်လာဖို့အလွန်သေးကြနေပါတယ်ကျွန်တော်ရဲ့ရလက်ခံမှန်းချက်ကတော့နှစ်တင်းနဲ့မီလန်အနိုင်ရသွားဖို့ရှိပါတယ်အပိုင်လိုက်ချင်သူတွေအတွက် total goals over 2.5 နဲ့ PDDS ကအသေးချဆုံးပါတယ်လီယောမပါပဲမီလန်တို့အိမ်ကွင်းမှာနိုင်ပွဲရှာနိုင်မလားတင့်အမြင်ကို comment မှာရေးပေးခဲ့ပါဦးဒီလိုအပိုင်း tips တွေအတွက် KM ကို subscribe လုပ်ထားဖို့မမေ့နဲ့အောင်ပေါ့အခုလိုကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ပြီးတဲ့ပွဲတွေနဲ့အားလုံးအဆင်ပြေကြပါစေခင်ဗျာ